ပြင်သွားတဲ့အချိန်မှာမထင်မှတ်ဖဲနဲ့ရုတ်တရက်မိုးတဲတဲမဲမဲမိတာမျိုးကြုံဘူးကြလိမ့်မယ်ကျမတို့ရဲ့ဘဝမှာလည်းပဲဒီလိုမျိုးမထင်မှတ်ဖဲနဲ့ rainy day ဆိုတာမျိုးနဲ့ကြုံရတတ်တယ်ကျမရဲ့ဘဝမှာဒီလိုမျိုးတွေကြုံတွေ့ခဲ့ရဘူးတယ်ကျမနောက်ဆုံးတာဝန်ကြခဲ့တဲ့ရွာဆိုလို့ရှိရင်သွားရေးလာရေးကအရန်ခက်တယ်အဲ့ဒီရွာကိုစရောက်တော့နေ့လယ်ထောင်းဆင်းလို့ကျမတို့ကထမင်းစားနေတာအဲ့ချိန်မှာရွာထဲကလူကြီးတယောက်ကလာတယ်ဆရာကြီးတို့ဆရာမတို့တဲ့ထမင်းစားမနေနဲ့တော့တဲ့အခုပြန်တော့တဲ့ဟဲ့ဘာဖြစ်လို့လဲပေါ့နေကင်းပိုင်းတော့ကြောင်းမတက်ရသေးဘူးပေါ့နေကင်းပိုင်းကြောင်းတက်နေဆရာကြီးတို့ဆရာမတို့ဒီနေ့အိမ်ပြန်ရမှာမဟုတ်တော့ဘူးတဲ့အဲ့တော့မြ мян ဆန်းဆန်းပြန်တော့တဲ့ဘာလို့လဲဆိုတော့ဟိုးမှတဲ့တောင်ပေါ်မှာမိုးတွေတက်တက်မဲမဲရွာနေပြီတဲ့အဲ့မှာမိုးမဲနေတော့ခုချိန်ကိုပြန်မှဒီချောင်းကအချိန်မီဖြတ်လို့ရမှာတဲ့ဟုတ်လားပေါ့ဆိုပြီးတော့မှကြပြကြရပစ္စည်းတွေသိမ်းတောင်းလို့သားအကိုကြီးကကျမတို့ကိုလိုက်ပို့တယ်ထောင်းကြီးအကျဲမှကျဲကြီးပဲထောင်းကုန်ကြီးကိုအဝေးဖြတ်ပြီးတော့မှနွေရာသီမှာပါရေရောက်တဲ့ရေနဲ့တဲ့နေရာလဲရောက်တော့လုံးဝရေမမီတော့ကျွန်တော်3ယောက်သားကူးလိုက်တာမှကျမကဝဘကမောက်ကလေးစောင်းထားတာအဲ့ဒီခမောက်နဲ့ရေနဲ့ထိပြီးတော့ကျမရေထဲကိုမျောပါသွားပြီး6ခါထောက်လိုက်တော့လုံးဝမမီတော့ဘူးဟာအဲ့မှာလက်ပြီးတော့မှဟာကျမရက်ကန်နဲ့ကူးရတာရေကူးတယ်လို့နည်းနည်းတော်သေးတယ်အမမှီတဲ့နေရာကိုရောက်သွားတာမလီတော်ပါသေးရဲ့မဟုတ်ရင်သေတော့မှအမအဲ့လောက်ကြည့်အောင်ကိုသွားရေးလာရေးခက်တဲ့နေရာမျိုးကလေးတွေကြောင်းလာတက်ပြီးဆိုလို့ရှိရင်နောက်ကတောင်းနေအရွယ်မဟုတ်တဲ့ကလေးသေးသေးလေးတွေထိမ့်ဖို့ပါလာအဲ့ဒီကလေးတွေနောက်နေ့ကျခေါ်မလာခဲ့နေတော့လို့ပြောလိုက်ရင်တောင်းတက်မဲ့အရွယ်ကလေးတွေလည်းမလာတော့ဘူးဟဲ့ဘာဖြစ်လို့မလာတာလဲလို့မေးလိုက်ရင်ကလေးထိမ့်မဲ့သူအိမ်မှာမရှိဘူးလို့ပြောတာအဲ့တော့ဒီကခေါ်လာခဲ့ကလေးလဲကူထိန်စားလဲတင်လုပ်ပေးရတယ်အဲ့ဒီခေတ်တုန်းကကျတော့ဗလာစာအုပ်တွေခဲတဲ့တွေကခုခေတ်လို့ဖောဖောတီတီဝယ်လို့မရအောင်ရုံးကပဲထုတ်ပေးတာအဲ့တော့ရုံးကနေထုတ်ပေးပြီဆိုရင်ဆရာကြီးကဗလာစာအုပ်တွေခဲတဲ့တွေယူလာတယ်ဗီဒီယိုထဲမှာထည့်ထားတယ်စာတင်ပြီဆိုရင်ကလေးတွေမှာဗလာစာအုပ်တွေခဲတဲ့တွေမရှိဘူးအစင်မပြေဘူးဆရာကြီးကထုတ်ပေးလိုက်ပါဆရာမရင်ထုတ်ပေးလိုက်တယောက်ထုတ်ပေးလိုက်တယောက်ထုတ်ပေးလိုက်ဗလာစာအုပ်တွေခဲတဲ့နေတာကုန်သွားတယ်အဆက်ကတပြားမှရောက်လာအဲ့လိုနဲ့ပဲလာကုန်ရောကျမကြီးရုံးကနေပြီးတော့မှဗလာစာအုပ်ဖို့တွေခဲတဲ့ဖို့တွေဖြတ်လိုက်လို့ကျွန်တော်လာစားတော့မကဘူးဆရာမလာစားတွေကပါသွားပြီဆရာမကြီးကျွန်တော်တို့တွေဘယ်မှာတော့ပြန်တောင်းအောင်အဲ့လိုအနေထားမျိုးနဲ့ကျွန်တော်တို့ကြောင်းတက်ခဲ့ရတာအဲ့ချိန်ကနေစပြီးတော့ကျွန်မစဉ်းစားတာကျွန်မ10တန်းအောင်ဒီထီအောင်ကျွန်မအဖွားကမုံတောင်းလေးခေါင်းရွက်ပြီးတော့မှကြောင်းထားပေးခဲ့တာကျွန်မကြောင်းဆရာမတယောက်ဖြစ်ရတဲ့တဲ့တော့ကျွန်မသားသမီးကို10တန်းပြီးအောင်တော့ထားလို့မရတော့တဲ့အနေထားကိုရောက်သွားတယ်အဲ့လိုတော့ကျွန်မဘဝမှာအဖြစ်မခံနိုင်ဘူးအဲ့တော့ဒီအနေထားတွေကပြောင်းလဲမှဖြစ်တော့မယ်လို့တွေးပြီးတော့ကျွန်မကျောင်းဆရာမနေပြီးတော့နှုတ်ထွက်စာတင်ခဲ့တာကျွန်မကျောင်းဆရာမလုပ်ကိုအယံဝါဒနာပါတာနော်ငါဘာလို့ရရင်ကောင်းမလဲဆိုတော့ကျွန်မစုံစမ်းရင်းလေ့လာရင်းနဲ့နိုင်ငံခြားထွက်ဖြစ်သွားတယ်ကျောင်းဆရာမတော့3000ပဲရတာအဲ့တဲ့ဝင်ငွေကောင်းတဲ့နေရာငါရှာရမယ်ဆိုတဲ့ရည်ရွယ်ချက်ကျွန်မမှာရှိတယ်အဲ့လိုနဲ့ကျွန်မနိုင်ငံခြားမှာတစ်လကိုမြန်မာငွေနဲ့တွက်ရင်3သိန်းစင်ကာပူဒေါ်လာ320ရတယ်ဒီမှာ20ကဖုန်းပေကတ်ကလေးဝယ်ပြီးတော့အိမ်ကိုတစ်လတစ်ခါဖုန်းဆက်တယ်ကျွန်မရတဲ့ဒေါ်လာ300ထဲမှာအိမ်ကို250ပြန်ပို့ပေးတယ်50ကကျွန်မကိုအိမ်ရှင်ကစုထားတဲ့အဲ့လိုနဲ့ပဲ2နှစ်ပြည့်သွားတယ်အဲ့ဒီ50စုထားတဲ့ငွေလေးနဲ့ကျွန်မအိမ်ပြန်ရောက်လာတယ်ကျွန်မ2နှစ်လုံးလုံးစူးစမ်းပန်းစားအလုပ်လုပ်ခဲ့တာလေတတရရပဲနေလို့ရမယ်လို့တွေးခဲ့တာလေဒါပေမဲ့ကျွန်မအိမ်ပြန်ရောက်လာတဲ့အချိန်မှာအလုပ်လည်းမရှိတော့ဘူးဝင်ငွေလည်းမရှိတော့ဘူးဆိုတဲ့အနေအထားတစ်ခုရောက်သွားတယ်ပါလာတဲ့ငွေလေးနဲ့အိမ်တွင်းစီးပွားရေးလေးတစ်ခုလောက်တော့လုံမလားဆိုပြီးတော့စုံစမ်းတယ်လေ့လာတယ်ကျွန်မပါလာတဲ့ငွေနဲ့လုံးဝမလုံလောက်တော့အဲ့ဒီငွေကိုထုတ်သုံးနဲ့ငွေကအငွေ့ပြန်သွားသလိုမျိုးကိုပျောက်သွားတာအဲ့ချိန်မှာလက်ထဲမှာလည်းငွေမရှိတော့ဘူးငွေရပေါက်ရလန်းကလည်းမရှိတော့ဘူးစဉ်းစားကြည့်ပါလုံးဝမထင်မှတ်ထားတဲ့အခြေအနေတစ်ခုကိုရင်ဆိုင်လိုက်ရတာနော်ကျွန်မဘဝအတွက်တကယ့်ကို rainy day ပဲအဲ့ဒါအဲ့လိုအခြေအနေမှာကျွန်မခံနိုင်ရအောင်မရှိတော့ဘူးဘလောက်ထိအောင်ဆိုးသွားသလဲဆိုတော့အလုတ်ပင်ပန်းခဲ့လို့လူကပိန်လာရတဲ့အထဲစိတ်ထောင်းလို့ကိုကြည်တယ်တဲ့အလုံးမရှိဝင်ငွေမရှိတဲ့ဘဝကြီးကလေအယမ်းကိုလူကိုစိတ်ဆင်းရဲစေတာအဲ့ချိန်မှာကျမရဲ့ခန္ဓာကိုယ်လေးကပိန်ပိန်တေးလေးပဲရှိတော့တယ်နေမကောင်းလို့အကျော်စေးလေးသွားလွတ်ထားတော့မှနိုင်ငံခြားအိတ်ကြိုက်ပြန်လာတာလားတဲ့ကျမအဲ့လိုအမေးခံရတာနော်ကျမရဲ့ပုံပန်းတရံကအဲ့လိုအခြေအနေမျိုးထီအောင်တော့ရောက်သွားတာကျမရင်ထဲမှာဘလို့တွေတောင်ခံစားရမလဲဆိုစဉ်းစားကြည့်ပါကျမအတွက်အိမ်မက်ဆိုးကြီးတစ်ခုလိုပဲအဲ့ဒီအခြေအနေမျိုးကနေပြီးတော့မှအခုလိုအနေထားရအောင်ကျမကုန်းယုံပြီးတော့မရအောင်ထလာခဲ့တာဒါကြောင့်ဘဝမှာမထင်မှတ်တဲ့အချိန်မှာ
rainy day ဆိုတာကဖြစ်လာနိုင်တယ်ကျမတို့ရဲ့စိတ်ကြံ့ကြံ့ခံနိုင်တဲ့စိတ်နေစိတ်ထားကိုပဲကျမတို့ကကြိုတင်ပြင်ဆင်ထားဖို့လိုအပ်တယ်ဘယ်လိုအနေအထားမျိုးမှာပဲဖြစ်ဖြစ်ခံနိုင်ရရှိတယ်ကြံ့ကြံ့ခံနိုင်တယ်ဆိုတော့စိတ်ဓာတ်ကသာလေကျမတို့ဘဝကိုတိုးတက်ပြောင်းလဲစေတာကျမတို့တွေရဲ့ဘဝမှာ rainy day ဆိုတာကအချိန်မရွေးပေါ်လာနိုင်ပါတယ်အခုဖြစ်ပျက်သွားတဲ့ငလျင်ဘေးမှာပဲကြည့်လိုက်ငလျင်ဆိုတာကျမတို့ရဲ့အားလုံးရဲ့ဘဝမှာတကယ်ကိုကြီးမားပြင်းထန်တဲ့ rainy day ပဲဘဝမှာလဲကြတာကသဘာဝပဲလဲကြတိုင်းပြန်ထနိုင်ဖို့အတွက်စိတ်ဓာတ်ကိုမွေးမြူထားဖို့လိုအပ်ပါတယ်လဲကြတိုင်းပြန်ထနိုင်တဲ့ကြက်ခံနိုင်တဲ့စိတ်ဓာတ်ကိုဒါကျမတို့မွေးထားနိုင်ရင်ဘလို့အနေထားမျိုးကပဲဖြစ်ဖြစ်ကျမတို့ဘဝကိုတိုးတက်ပြောင်းလဲအောင်လုပ်ယူနိုင်ပါတယ်ကြည့်ရှုအားပေးကြတဲ့မိတ်ဆွေအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်နောက်ဗီဒီယိုလေးမှာပြန်ဆုံကြပါအောင်မယ်နော်